ကျွန်တော်လောကမှာအသက်ရှင်တဲ့အခါမှာဝိတော်လည်းမဆက်ပြီးဆန်တော်လည်းမပွေးပြီးဆိုတဲ့နာတိုင်းကျွန်တော်တို့နဲ့ကျွန်တော်လောကကြီးကနေထွက်ခွာသွားရင်တောင်းတဲ့နေရာကိုရောက်မယ်လို့မိတ်ဆွေအမှန်တကယ်ရှိသလားလောကကြီးမှာကျွန်တော်အသက်ရှင်တဲ့အခါမှာတောင်းတဲ့နေရာကပုံများသလားမတောင်းတဲ့နေရာကပုံများသလားမိတ်ဆွေကောင်းတဲ့အရာကပုံနေတယ်လို့ကျွန်တော်နားလည်ရပါတယ်မကောင်းတဲ့အရာကတော့ပုံများတယ်လို့ကျွန်တော်နားလည်ရပါတယ်ဒါကြောင့်မိတ်ဆွေယေရှုခရစ်တော်ဘုရားသခင်ကကျွန်တော်လောကလူသားအားလုံးကိုအရင်ချစ်ပါတယ်မိတ်ဆွေနဲ့ကျွန်တော်ကိုယေရှုခရစ်တော်ဘုရားကအရင်ချစ်ပါတယ်ဒါကြောင့်မိတ်ဆွေလောကမှာကျွန်တော်နေစေပါရီအဖြစ်တွေရှိနေပါသလဲနေစေကာယကံဝစီကံမနောကံဒီကတော့ဘာအဖြစ်ကျွန်တော်ကျလို့ခဲ့တယ်ဟုတ်ဘူးလားနေစေတူကကျွန်တော်အသက်ရှင်တဲ့အချိန်မှာမကောင်းတဲ့အရာပဲပုံများတဲ့အတွက်ကြောင့်မကောင်းတဲ့နေရာကိုပဲရောက်မှာဖြစ်ပါတယ်တော်တော်များတယ်ဘုရားသခင်ဟာလောကလူသားအားလုံးကိုအရင်ချစ်ပါတယ်။ဒါမို့ယေရှုခရစ်တော်ဘုရားကကျွန်တော်လောကလူသားအတွက်ဘုရားပေါ်စီစဉ်ကိုဆောင်ပြီးတော့လူစားတိကိုကကျွန်တော်လောကလူသားအပြည့်အတွက်ကိုလက်ဝါးကားတဲ့ပုံမှာအသေးခံပြီးတော့သုံးရမြောက်သောနေ့မှာပြန်လည်ရှင်ပြန်ထမြောက်တော်ရှင်ဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေလောကကြီးမှာကျွန်တော်မကောင်းတဲ့အရာတွေအများတဲ့အတွက်ကြောင့်လို့စစ်မှန်သောနောက်တော့တရားနဲ့ကျွန်တော်ယေရှုခရစ်တော်ဘုရားကိုမိမိကယ်တင်ပါရှင်ဖြစ်ကြောင်းယုံကြည်လက်ခံမှဆိုရင်ကျွန်တော်နောက်တော့မှာထာဝရအသက်ကိုရရှိမှာဖြစ်ပါတယ်။ကောင်းတဲ့နေရာမှာဘုရားနဲ့တူစံစားရမှာဖြစ်ပါတယ်။ဒါကြောင့်မို့စစ်မှန်သောနောက်တော့တရားနဲ့သာယေရှုခရစ်တော်ဘုရားကိုယုံကြည်လိုက်ပါနောက်တော့အတွက်မိတ်ဆွေတွေအတွက်ကိုထူးခြားမှုရှိလာမှာဖြစ်ပါတယ်။တော့ယေရှုခရစ်တော်ဘုရားသခင်ကခေါ်ရထူသောဘုရားဖြစ်ပါတယ်။မိတ်ဆွေတွေရဲ့လိုအပ်မှုတွေကိုလည်းဘုရားသခင်ကပြမှာဖြစ်ပါတယ်။တော့ယေရှုခရစ်တော်ဘုရားကဘာပြောလဲဆိုလို့ရှိရင်ဝိနည်းရဲ့ပင်မတော်သူပေါင်းတို့ငါထံသို့လာကြလော့ငါဒီချမ်းသာပေးမယ်လို့ဖော်ပြထားပါတယ်။မိတ်ဆွေတွေဘာတွေဝေလေးနေတယ်လဲစာဝတ်နေကျမ်းမာရေးလူမှုရေးစီးပွားရေးအကုန်ကျွန်တော်လောကကြီးမှာဝင်နေနေပါဒါကြောင့်ဘုရားယေရှုခရစ်တော်ဘုရားကိုခေါ်လိုက်ပါကျွန်တော်ရဲ့ဝင်နေအားလုံးကိုယေရှုခရစ်တော်ဘုရားကဖန်ပေးမှာဖြစ်ပါတောင်းဖို့သက်တော်ဓမ္မမိတ်ဆွေအပေါင်းတို့ကျွန်တော်ရဲ့အသက်တာမှာမိမိစမှန်သောနောင်တတရားနဲ့ယေရှုခရစ်တော်ကိုမိမိကယ်တင်ပါရှင်ဖြစ်ကြောင်းယုံကြည်လက်ခံမယ်ဆိုရင်မိတ်ဆွေတွေကိုဘုရားကြီးရဲ့သာသမီဖြစ်ရတဲ့အခွင့်ကိုပေးနေတာမကဘူးယေရှုခရစ်တော်ဘုရားကိုယုံကြည်တော်သူသည်ထာဝရအသက်ကိုရ၏ယေရှုခရစ်တော်ဘုရားကိုယုံကြည်တော်သူသည်ထာဝရအသက်ကိုရ၏ထာဝရအသက်ကိုရမှာဖြစ်ပါတယ်ဆိုတော့ကိုလာရောက်ပြီးတော့တည်ငောင်းလေးမျှဝေပေးခြင်းဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေရေးချယ်ဆရာရှိပါတယ်တော့ကျွန်တော်တို့ကောင်းတဲ့အရာကိုရွေးချယ်မလားမကောင်းတဲ့အရာကိုရွေးချယ်မလားကောင်းကင်ကိုရွေးချယ်မလားမရဲကိုရွေးချယ်မလားဒါကြောင့်မိတ်ဆွေရဲ့ရွေးချယ်မှုအပေါ်မှာပဲမူတည်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကလာရောက်ပြီးတော့ဒီကောင်းဒီမြောက်ပေးချင်တာကတော့မိတ်ဆွေကောင်းတဲ့အရာကိုရွေးချယ်စေချင်ပါတယ်ဒါမှသာလေနောက်တစ်လုံးမှာကျွန်တော်တို့ကောင်းတဲ့နေရာကိုရောက်ဖို့ရတဲ့ဖြစ်ပါတယ်တချို့ကတော့ပြောပါတယ်တေးပြီးရောတဲ့တေးအေးရောတဲ့တေးဘာမှမရှိတော့ဘူးလို့တချို့ကတော့ပြောကြပါတယ်တေးအေးရောတေးပြီးရောဆိုလို့ရှိရင်တော့ဖျားရှိခိုးစရာလည်းမလိုဘူးကောင်းမှုကုသိုလ်လုပ်စရာလည်းမလိုဘူးဟုတ်နော်တေးအေးရောတေးပြီးရောဆိုဒါပေမဲ့တေးမပြီးတဲ့အတွက်ကြောင့်မလို့ကောင်းမှုကုသိုလ်လုပ်ရတယ်ဖျားရှိခိုးရတယ်လူဒါနတွေလုပ်ရပါတယ်ဒါကြောင့်မို့ကျွန်တော်တေးမပြီးဘူး
ပမာချမ်းစာကပါပြောလို့ဆိုရင်လူဒီတစ်ခါနဲ့တည်ရထိုးတော့တရားစီခြင်းကိုခံရမယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်မို့တည်မပြီးတဲ့အတွက်ကြောင့်မလို့တရားစီခြင်းကိုခံရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ယေရှုခရစ်တော်ဘုရားကိုမိမိစစ်မှန်သောနောင်တတရားနဲ့ယုံကြည်လက်ခံမဆိုရင်ကျွန်တော်တော့တမလို့မှာခါရတ်ကိုရမှာဖြစ်ပါတယ်ဆိုတာဒါရောက်ပြီးတော့ဒီကောင်းလေးပြောင်းဝင်ပေးချင်ပါတယ်။ကျမ်းနာသူရောက်စီတိုင်းလဲဇေရောက်ကောင်းကြပါစေလို့ဘုရားခင်ကောင်းချီးပေးပါစေ။ကျမ်းမာခြင်းချမ်းသာခြင်းဘုရားခင်ပေးတဲ့ညီသက်ချင်းတွေရောက်စီတိုင်းတက်ရောက်ပါစေလို့မြတ်တာအဖြစ်ပြောင်းဝင်ပေးချင်ပါတယ်။ရောက်စီတိုင်းကောင်းချီးပေးပါစေ။